တနေ့မှမေ့မရသူလေးတို့လူတစ်ယောက်မှာသူ့အကြောင်းဒန္တာကြီးတစ်ခုရှိတဲ့နဲ့မဟုတ်လားအရာရာဟာမြေကြီးပေါ်ဒုတ်ချောင်းနဲ့ရေးချစ်ထားသလိုဖြစ်လွယ်ပြက်လွယ်တွေကြီးပါပဲကွယ်မင်းတဘဝလုံးကြေကွဲကြံရရအောင်ဆိုပြီးငါကူငါလဲအဆုံးမစီရင်ရဲ့ဒါဆိုတနက်ပြောင်းနေချောင်းကြည့်ရင်ခလုံးနှိမ်မိတဲ့လူတစ်ယောက်လို့လူတွေပြက်ရည်ပြူကြံရကြမှာပေါ့ငါရဲ့အကောင်းဆုံးကိုငါလုံမပြီးသေးသမျှဘယ်အရာပေါ်မှာမှငါကိုငါမပုံနိုင်ခဲ့ဘူးငါတကောင်ဟာကောင်းခင်တစ်ခုထဲမှာနှစ်ခါပြန်တန်းနိုင်ဖို့နေမင်းကြီးကိုတစ်ချိန်ပတ်ရတယ်တနေ့မှမေးမရသူလေးရေဒီတညက်နေခင်းလေးပဲဖြစ်ဖြစ်အကောင်းအတိုင်းထင်ကြံရစ်ဖို့တောင်းခံထားရသူပါငါကဂျူလီယက်စီဇာလိုပဲကိုယ့်ရန်သူတွေရဲ့စည်ရင်းကိုမှတ်မထားတတ်ဘူးကိုယ့်နာမည်ဘယ်သူတုံးရဲ့လို့ကိုဟာကိုပြန်မေးရတဲ့အခါမျိုးတွေမှာတော့တနက်ပြောင်းနေချောင်းကြည့်မိပြန်ရဲ့မင်းဖို့တန်တာရီတစ်ခုပေါ့ကွယ်ပိုင်ဆိုးဝေ